ခုနောက်ပိုင်းအဲ့လိုနောက်ပိုင်းမှာဆိုပို့ဆိုးလာချမ်းသာတဲ့သူတွေအဲ့လိုချမ်းသာယောက်ျားလေးတွေပို့ပြီးတော့ထောက်ပြန်နေအဲ့လိုအရင်မိမရှို့တယ်ပေါ့နော်ကျမအဲ့လိုဒီသမားတွေ့တယ်များအဲ့လိုမျိုးများတော့ကြတော့ကွာပဲဖန်ရှောင်းလုပ်လိုက်ပါပေါ့အဲ့လိုone and only မမရရင်မဖြစ်ရရင်ကျမလေကျမနမစင်လေးလာမတက်နဲ့တော်သူပတ်စံဘယ်လောက်ကြီးမိုးနေအောင်ရှိတီလားတိုက်ရ follow me မိုးနေအောင်ရှိအဲ့လိုရှိကြလို့ဒါရှိကျမနမစင်တက်တာမျိုးကျမမကြိုက်ဘူးကျမတယောက်တည်းဖြစ်ချင်ကိုကလည်းတယောက်တည်းထားလေကိုကလည်းထားရင်တယောက်တည်းထားတယ်ပြီးတော့ကိုကိုထားရင်လည်းတယောက်တည်းပဲဖြစ်အောင် follow ဒီလိုလေးလာမလို့နဲ့ဟိုးလိုက်မှာချိုးကြရှိတယ်မလား Thank you follow me ခုနောက်ပိုင်းကျမတကယ်ကြီးကြောက်ပြောပြရတယ်ဒီလားကျမတကယ်ကြီးကြောက်ပြောပြဆိုကျမပြောပြမယ်ဆိုကျမလေးရှင်တို့လေစတူဒီယိုတဲ့ကျမအရင်ပြောကျမရှင်တို့ခဏပြောကျမဟိုဖောက်ပြန်သွားတဲ့အကောင်ဆိုတာလေအဲ့ဒီကောင်ဆိုတာကျမပြောပြမယ်နော်ကျမတကယ်ကြီးကြောက်ပြောပြပါမယ်နော်အဲ့မကိုကြီးကကျမတကယ်ကြီးကြောက်ပြောပြတော့သူကအင်္ဂလိပ်စာတင်တာလေတော့ကြနေနေအဲ့လိုပေါ့ကျမနဲ့ဆိုင်နေဆိုနေလူကြီးကြံနေကွာလူကြီးကြံပြီးအဲ့လိုအပြင်လောကနဲ့နည်းနည်းဆက်ဆက်မှုရှိရပါတော့အဲ့လိုစာတင်နေရဆရာမဆိုကြကျမကနည်းနည်းမနိုင်ပြောင်းနေဒီကျောင်းနဲ့အိမ်ထဲလောက်ပဲရှိရကွာကျန်တဲ့သူနဲ့အဲ့လိုကြီးဆက်ဆက်မှုမရှိကျမအဲ့လိုမျိုးဖောက်ပြန်နိုင်တဲ့အကြောင်းပြောပြရတော့ကြတော့ဟိုပြောရမယ်ဆိုရင်ကျမကနော်အဲ့ဒီဖောက်ပြန်သွားတဲ့အကောင်ကသူကအကုန်တော့ကောင်းမေးရကွာတင်ဒီလိုခေါင်းစားချေဆုံးပေါ့နော် hi level 50 ခေါင်းစားချေဆုံးသူဘယ်လိုပြောမလဲအသေးစိတ်ကစားတကယ်အသေးစိတ်ကစားဘလုံးအောင်မထင်ရအောင်ကောင်းပြီကွာThank you follow me ကောင်းပြီရပါတော့ကောင်းပြီရချင်းကြတော့ဟိုပတ်စံလေးရှိရအောင်ပတ်စံလေးရှိရလူကလည်းအရန်ကောင်းပြီချောတာမချောပါလူကတော့အရန်ကောင်းပြီရပါတော့ကိုပြောမယ်ဆိုဟိုဖောက်ပြန်တာတော့ကျမတိသွားလို့ကွာကျမမတိဘူးဆိုကိုတကယ်ချစ်တယ်လို့ပဲထင်တာကွာတိလားလုံးဝအဲ့လောက်ထိကိုကောင်းပြီလားဒါပေမဲ့ပြန်တွေးကြည့်မယ်ဆိုရင်ဒါ तू ကောင်းတယ်ဆိုတာ तू ဖောက်ပြန်လို့ကောင်းတာ तू ဖောက်ပြန်တာလို့တကယ်လည်းကျမမိသွားမယ်ဆိုရင်ကျမပေါ့နော်သူငါ့ကိုကောင်းနေတယ်မှာကောင်းပါတယ်ဟိုဒါအမားတင်မလားအမားလုံးမိရမယ်နေမှာပါငါခွင့်လို့လိုက်ပါမယ်ဆိုပြီးအတွေးမျိုးရအောင်လို့တော့ကောင်းပြီရပါတင်မလားကျမအဲ့လောက်ကြီးမတုံ follow ပဲကြည့်စားကျမအဲ့လောက်ကြီးမတုံဘာလဲဆိုဟိုတင်မလားအဲ့လိုနားလဲမပေးနိုင်ဘူးကျမအဲ့လိုနားလဲမပေးနိုင်တော့ဒါကြောင့်ကျမပြတ်သွားဘူးဟိုလိုတချို့ကြားလေချွေကြားလေချစ်တာပါညာနေဆိုသူငါ့ကိုကောင်းပြီပါပဲညာဆိုဖြစ်တွေးပြီးတော့ဟိုတွင်းမှာပေါ့နော်ကျမကြာဒီကပြတ်တော့ကြာတစ်ခါလေးပြတ်တယ်အဲ့ဒီကျမအိမ်မကိုရတဲ့ပြန်ပြောတာပေါ့နော်နင်းနဲ့ဒီခုခေတ်မှာပေါ့နော်ယောက်ျားလေးရပေါ့နော်ပတ်စံရှိပြီးတော့တဲ့ပတ်စံရှိရင်နော်ပတ်စံလေးရှာနေရင်ကိုပေါ့နော်ဖြည့်ဆည်းပေးနိုင်နေပေါ့နော်ချွမလေးတော့ရှင်လို့ရလာတယ်အဲ့လိုပတ်စံလေးရှိရပေါ့နော်ကိုဖြည့်ဆည်းပေးနိုင်တယ်ဖြည့်ဆည်းပေးရပေါ့နော်အဲ့လိုမျိုးဆိုတာပေါ့နော်တင်မလားဘယ်လိုပြောမလဲဒီဖောက်ပြန်တာကိုဖယ်လိုက်မယ်ဆိုရင်နဲ့ကို official လေးတွေ့တာကိုကျမ official တွေ့တာဖောက်ပြန်တာofficial တွေ့တာတွေ့တယ်ကျမကို official လေးတွေ့တယ်ပေါ့နော်